မွန်ပြည်နယ်ဒေသဆိုင်ရာခီးသောလုပ်ငန်းကော်မတီခုနှစ်မြေဆောင်2025လုပ်ငန်းညှိနှိုင်းစည်းဝေးကိုဒီကနေ့မနက်ပိုင်းကပြည်내အစိုးရဖွဲ့ရုံအောင်ဆန်းခန့်မှာကျင်းပရာမွန်ပြည်နယ်ဒေသဆိုင်ရာခီးသောလုပ်ငန်းကော်မတီဥက္ကဋ္ဌပြည်내ဝန်ကြီးချုပ်ကအစာအုပ်များရဲ့ပတ်ဝန်းကျင်တန့်ရှင်းသာယာလှပရေးဆောင်ရွက်သွားရန်ဖြင့်အမှာစကားပြောကြားခဲ့ပါတယ်အဲ့နောက်ပြည်내ဒေသဆိုင်ရာခီးသောလုပ်ငန်းကော်မတီအတွင်းမှဟိုတယ်နှင့်ခီးသောညွှန်ကြားမှုဦးစီးဌာနညွှန်ကြားမှုကခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေဆိုင်ရာကိစ္စရပ်များအား၎င်းရှေးဟောင်းသူသေသနာနှင့်အမျိုးသားပြတဲ့ဦးစီးဌာနမော်လမြိုင်ဌာနခွင်တာဝန်ခံမှရှေးဟောင်းသမိုင်းဝင်အဆောက်အဦများအားပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ဆောင်ရွက်ထားရှိမှုများအား၎င်းရှင်းလင်းတင်ပြခဲ့ပါတယ်ဆက်လက်ပြီးတက်ရောက်လာတဲ့ကော်မတီဝင်များမှပြည်내အတွင်းခီးသောကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြခဲ့ကြမှုအပေါ်ပြည်내ဝန်ကြီးများကလူဝဲထံများကိုပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးခဲ့ကနေကုန်းချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်။ဒီသတင်းကိုတော့မော်လမြိုင်သတင်းဌာနခွဲကပေးပို့ထားတာဖြစ်ပါတယ်ရှင်။